တယောက်တည်းမျိုးရှိနေတာဆိုလို့တခြားသူတွေမပေါ်တာစိတ်မဆိုးပါနဲ့မင်းကလေးချင်းကွယ်တည်ရလား PK ကိုမလို့ချင်ပါဘူးဆိုတော့မင်းကြီးကအတင်းကြီးလွတ်မယ်တင်းနေခေါ်နေလေပြီးတော့သူတို့ဖန်နေရသူတွေအကုန်လုံးနေလို့နန်းဟိုက3-4ခါအဲ့ဒါယူထိုင်ရီနဲ့ထိုင်ရီပြီးထိုင်လောင်းနေအဲ့ဒါကိုလေဖွင့်မို့ဆိုပြီးထက်ခေါ်ရဲထက်လာခေါ်ပြန်ရောဒီလားအဲ့လိုလူတွေမှတ်ထားတယ်နော်အဲ့လိုတော့မလို့အဲ့လိုမျိုးပြောလို့မရအောင်9မိနစ်ပဲ9မိနစ်ပဲ9မိနစ်ပဲနဲ့တင်းနေဒီလောက်နိုင်ဝိုင်းကျင်လိုက်ကြ3-4ခါလောက်ငိုလိုက်ရအခုမှအကောက်တင်လေးဆိုသူများကြီးလိုမျိုးမရှိဘူးလေစိတ်ကြီးကြောက်ပြီးတော့များကြီးမရှိရောတည်ရမလား PK ပြန်တဲ့အချိန်မှာငိုပြီးပြန်လာတာပေါ့သူကတော့ဝိုင်းယူကြတာပေါ့ကျွန်တော်ဘဝကြီးဘယ်လောက်တနာဖို့ကောင်းလဲရှင်တို့တွေ့လားရှင်တို့ချစ်တယ်ဆိုအပေါ်ရန်လေးဆိုအဲ့ဒါကိုပြောတယ်နော်တကယ်ချစ်တဲ့သူတွေအရန်သိတာနောက်ကြရင်စကူရရလာလူလေးအဲ့လိုလူတွေကလေဒီလာဟိုဗာလဲနောက်ကြရင်အဲ့လိုလူနောက်ကြရင်အဲ့လိုမျိုးပေးမဲ့သူတွေရလာမှာပါဆိုရင်လေတကယ်PK သူများနှွှဲမှုရေးတည်ရမလားခေါ်တဲ့အချိန်မျိုးတွေဆိုအဲ့လိုလူတွေကနားမှာမရှိကြဘူးဒီလားအဲ့တော့ဟိုတခြားဖန်တွေနဲ့ကိုကအဆက်ပွဲပြီးပြန်လာတာပွဲမှုပြီးတော့အဲ့ဝင်နေနဲ့မန်လက်မခံတင်ပြီးလို့တဲ့အမေကလက်ခံပေးပါမယ်နော်တဲ့ပြီးလိုက်ကျမမအရန်သဘောကောင်းလိုက်ကိုလေလိုက်လို့နေနောက်ပိုင်းမှာဖျားတော့မရှိဘူးပြတော့ဒီလိုဆိုဒီချိန်ကိုဖျားရှိဘူးပြီးမှအိတ်တာဟုတ်ပြီလိုက်ဝင်ကြတယ်12နာရီကျော်ပြီးဆို12ကျော်ဖျားရှိဘူးလို့မရဘူးရှင်းတာကွာဒီလား12ကျော်ရင်ဖျားရှိဘူးမရတော့ဘူးချိန်ကိုတန်းကြီးအိတ်နေတာဒီနေ့တော့လိုက်လို့နာဘယ်လောက်2ရက်ခွဲ3ရက်ရှိပြီနော်အဲ့တော့ဒီလားဖျားဆူနေပြီလားမသိဘူးကြည့်နေပြီလားမသိဘူးဖြစ်နေနေတူရှိတယ်ချိန်ကောင်းဆုံးရနေတယ်ဖြစ်ကိုတော့လာနေပြန်လာနေမလို့သူများတို့တချင်းလေးဖွင့်နေ feature အဲ့လိုအခုတော့ပုံကတစ်လုံးနဲ့ဆိုဇလန်ပြီးပြီ။ဦးနဲ့ကျမနဲ့ဇလန်ပြီးပြီလို့ပါလို့လိုမိဘပါရှင်အကောင့်လက်ခံပေးပါအောင်20ရလားဆိုမရဘူးလို့ပါတဲ့ပါရှင်ညလိုက်ဝင်နေလို့လေညလက်ခံပေးမနော်တိုင်းဝင်လာဒီနေ့မှဆို2ရက်ခွဲလောက်ပဲရှိသေးရဆိုလေနားမလည်ပြီးသွားကြတယ်ဘလို့မျိုးလောက်ကြအဲ့လိုဘလို့လေပုံဖွင့်နေချင်ရဘလို့ပြီးရပါအရင်နားမလည်ဘူးသူ့လေးနေရတော့အခုမှစလွန်တာလေဟုတ်တယ်ဟာပါလေဒီနေ့မှ2ရက်ပဲရှိသေးတယ်မနေ့ပြန်လာကြရင်ည9နာရီပဲရနေပြီးတော့ဒီလိုချိန်ပြီးလို့နော်စနေနေ့ကြရင်မနေ့2နာရီထိတယ်ဖုန်းအားရပါပန်းနေအကုန်ပြည့်တင်ထားလိုက်ပြီပါညလုံးအားပွားပြီးပြန်လာယူလိုက်နော်စနေနေ့ညကြရင်မြဲရီဟာလေမြဲရီကြာပြီးနေ့ကအားပွားပြီးနေပြောလို့လာယူတာဒါလို့ပြောပြီးတော့ comment မှာမှတ်နော်အဲ့ဒါမှမမှတ်မိမှာမဟုတ်မမှတ်မိဘူး